Hello အားလုံးပဲမင်္ဂလာပါဗီယက်နမ်မှာဟာလုံဘေးအွန်လန်လို့ခေါ်တဲ့ဒီနေရာလေးကိုသိကြလားဒီဗီဒီယိုလေးထဲမှာတော့မြက်နဲ့တူနေမင်းလို့ခေါ်ကြတဲ့ဒီနေရာလေးကိုသွားလဲကြအောင်ဗျာဟနွိုင်းကနေ2နိုင်လောက်သွားရတဲ့နေမင်းကတော့ဗီယက်နမ်မှာတဘာဝရဲ့တောတောင်အလှတွေနဲ့ခီးသွားတော်တော်များများကိုဆွဲဆောင်နေတဲ့နေရာတစ်ခုပါမြန်မာနိုင်ငံရဲ့ဖန်ကတောင်တွေနဲ့လည်းတော်လေးဆင်တူပါတယ်ပထမဆုံးမြက်ရောက်လာခဲ့တဲ့ဒီနေရာကတော့ဟာလူ Asian Capital ပါဒါကဗီယက်နမ်ရဲ့ရှေးဟောင်းမြို့တော်ဟောင်းဖြစ်ပြီးတော့လွန်ခဲ့တဲ့နှစ်ပေါင်း1000ကျော်ကဒင်းနဲ့လီဒိုင်နာစတီတို့ရဲ့ capital city ဖြစ်ခဲ့တဲ့နေရာပါအခုလို mountain view တွေရဲ့ရှေးဟောင်း temple တွေရှိတာမို့ history vibe နဲ့ peaceful atmosphere ကိုတပြိုင်နက်တည်းခံစားလို့ရတဲ့နေရာဖြစ်ပါတယ်ဒီနေရာလေးမှာစက်ဘိန်းစီးပြီးတော့လည်းမြို့ဟောင်းပတ်လို့ရတယ်တောင်ပေါ်တက်ပြီးတော့လည်းဗီယက်နမ်ရဲ့ Asian Empire ဖြစ်တဲ့ဇင်းတင်မွာရဲ့အုပ်ကူလည်းကြည့်လို့ရတယ်သူကတော့ဟာလူမြို့ဟောင်းကိုတည်ထောင်ခဲ့တဲ့ဘုရင်ပါနင်းပေကိုလာတဲ့သူတိုင်းမဖြစ်မနေလှုပ်ကြတာကတော့ boat tour ပါဒီမှာတော့ female route နှစ်ခုအနေနဲ့တန်ကော့နဲ့ဂျန်အန်ဆိုတဲ့နှစ်ခုရှိပါတယ်တန်ကော့ကတော့ rifle တွေကြားထဲကနေပုတ်စီးရတာဖြစ်ပြီးတော့အထူးခြားဆုံးကတော့ local လှေသမားတွေက6လောက်နဲ့လှေလော်ကြတာပါဒါကတော့နင်းပေရဲ့ iconic experience တစ်ခုပါကြာချိန်ကတော့တနိုင်ကြာပါတယ်ဂူတွေထဲကိုဖြတ်ပြီးတော့သွားရဲ့လမ်းကြောင်းတစ်လျှောက်ကြာပန်းတွေမြင်ရတဲ့အလှအပတွေကအရန်ကိုတာယာလာရဲ့ဂျန်အန်ကတော့ UNESCO site ဖြစ်ပြီးတော့ထုံးကြောက်တောင်တွေကြားဂူတွေကိုဖြတ်ပြီးတော့စီးရဲရုပ်ရှင်ကားတွေရောက်နေသလို feeling မျိုးခံစားရတယ်ဂျန်အန်မှာ roof တွေကလည်း1 2 3ဆိုပြီးတော့ရှိရဲ roof 1က cave နဲ့တဘာဝရှုခင်းများရဲ့ roof 2ကတော့ temple spot နဲ့ photo spot တွေပါတယ် roof 3ကတော့ဂူတွေကြားတွေကနေပြီးတော့သွားရတယ်မြက်ကတော့ scenery အလှဆုံး roof ကိုရွေးခဲ့ပါတယ်နင်းပေမှာ view point အလှဆုံးနေရာပြောပါဆိုရင် Muel Cave ကို mention လုပ်ရပါမယ်အပေါ်ရောက်ဖို့တစ်ဖက်စီလှေကား900လောက်တက်ရပြီးမဲ့တက်ပြီးသွားတဲ့အချိန်မြင်ရတဲ့ view ကတော့လုံးဝ walk နေပါပဲလှေကားကနှစ်ဖက်ခွဲထားပြီးတော့တစ်ဖက်က city နဲ့ Tangkot River view ကိုမြင်ရတယ်နောက်တစ်ဖက်ကတော့ famous dragon ရုပ်ထုရှိတဲ့တောင်ထိပ်ကိုသွားလို့ရပါတယ်ကဲမြက်နဲ့တူ Muel Cave ကိုတက်ပြီးတော့တောင်ပေါ်မှာမြင်ရတဲ့အလှတွေကဘယ်လိုရှိလဲဆိုတာလိုက်ကြည့်ပေးပါဦးကဲအခုလိုတဘာဝတရားတွေနဲ့ပြည့်နှက်နေတဲ့နင်းပင်ဆိုတဲ့နေရာလေးကိုဗီယက်နမ်ရဲ့မြောက်ပိုင်းရောက်ရင်လာလည်ဖို့မမေ့ပါနဲ့နောက်ဘလော့တွေကြာရင်ပြန်တွေ့ပါမယ်အားလုံးတတာပါ